ကြောက်ဖြူမျိုးအထွေအုပ်ချုပ်ရေးရုံးမှာမနေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့လူထုတွေ့ဆုံပွဲမှာအာဏာပိုင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြဲကြဲဝန်းဝန်းပြောဆိုခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ရွေးကောက်ပွဲမှာပြည်သူတွေအားလုံးပါဝင်ကြဖို့အသက်ပြည့်တဲ့သူတိုင်းမိမိနှစ်သက်ရာပါတီတွေကိုမဲပေးကြဖို့ရွေးကောက်ပွဲအောင်မြင်မှပြည်သူတွေစည်ရဲမှုကနေလွတ်မြောက်နိုင်ဖို့စတဲ့အကြောင်းအရာတွေကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။ရွေးကောက်ပွဲမှာမပါဝင်ကြတဲ့ပြည်သူတွေဟာနိုင်ငံကိုမချစ်မြတ်နိုးတဲ့သူတွေဖြစ်ကြောင်းနဲ့နိုင်ငံကိုမချစ်ရင်နိုင်ငံကလည်းပြည်သူတွေကိုကြည်ပေးမှာမဟုတ်ဘူးဆိုတဲ့အကြောင်းတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးကဖိအားပေးပြောဆိုသွားတယ်လို့သိရပါတယ်။စစ်တွေနဲ့မအောင်မြို့မှာလည်းရွေးကောက်ပွဲဆိုင်ရာမဲပေးခြင်းစံသက်တင်နန်းတွေကိုပေးနေတယ်လို့မဲယုံဆောက်လုပ်မဲ့သူတွေကိုလည်းတင်နန်းတွေပေးနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီအုပ်ချုပ်ရေးဌာနတွေဟာမှတ်ပုံတင်မရှိသေးတဲ့သူတွေကိုမှတ်ပုံတင်တွေထုတ်ပေးနေပြီးတော့ရွေးကောက်ပွဲမှာမဲပေးနိုင်မှုရည်ရွယ်ထုတ်ပေးတာလို့တာဝန်ရှိတဲ့သူတွေကပြောဆိုကြပါတယ်။စစ်ကောင်စီထိချုပ်ထားတဲ့စစ်တွေကြောက်ပြူနဲ့မအောင်မြို့တွေတဲကကြောက်ပြူနဲ့စစ်တွေမှာနေ့စဉ်ဒီပါတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ဒါပေမဲ့စစ်ကောင်စီကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားကရွေးကောက်ပွဲကိုမဖြစ်အောင်ကျင်းပနိုင်ဖို့အတွက်ဒေသခံပြည်သူတွေကိုအတင်းဖိအားပေးနေတာဖြစ်ပါတယ်။